တင်ရဲ့ပွဲထွက်ကစားသမား17စင်းမှာတော့ကုသမနီယာမှာတော့ကျွန်တော်们23စင်းကြီးနီအောင်ပွဲထွက်လာပြီးတော့စားတော့ကစားသမားတွေဖြစ်ကတော့ကျွန်တော်们2ဟိန်းဖြိုးဝင်းကျွန်တော်们4စိုးမိုးကျော်ကျွန်တော်们5နန္ဒကျော်ကျွန်တော်们6ကျော်မင်းဦးကျွန်တော်们9မောင်မောင်လေးအသင်းကောင်းဆောင်ကျွန်တော်们9တန်းပိုင်ကျွန်တော်们17လွင်မိုးအောင်ကျွန်တော်们19တရားထအောင်ကျွန်တော်们19ဟိန်းထက်အောင်နဲ့ကျွန်တော်们22ဇုံဝင်း3တို့ကိုပွဲထွက်ကစားသမား17စင်းမှာတော့အသုံးပြုလာတာပဲဖြစ်ပါတယ်တင်ရဲ့ပွဲထွက်ကစားသမား17စင်းမှာတော့ကုသမနီယာမှာတော့ကျွန်တော်们1 Egypt ကျွန်တော်们2 Harris ကျွန်တော်们3 Faze ကျွန်တော်们4 Isbe ကျွန်တော်们5 Amakan ကျွန်တော်们9 Addition ကျွန်တော်们10 Hashid Nabi ကျွန်တော်们9 Fari Esla ကျွန်တော်们16 Ali Mamo ကျွန်တော်们21 Ali Khan ကျွန်တော်们23 Abdul Samad တို့ကိုဘရကစားသမားဖြစ်အသုံးပြုလာတာပဲဖြစ်ပါတယ်ဒီပွဲစဉ်မှာအနိုင်ရရှိခဲ့မယ်ဆိုရင်အာရှဖလားဝင်ခွင့်ရဖို့အတွက်ပို့ပြီးတော့နီးစပ်မယ်နေသားမျိုးတော့ပန်ဆယ်သွားနိုင်မှာဖြစ်ပါတယ်တန်ပိုင်ကပေါ်လေးချပေးလာတယ်ဟေးပြိုးဝင်းမဲ့အရက်စနဲ့လက်ကန်ပြီချိန်မှာတော့ကန်ချက်ကအနည်းငယ်အားပြော့သွားခဲ့ပြီးတော့ပါကစ္စတန်တင်းရဲ့ဂိုးသမားစီပဲရောက်ရှိသွားခဲ့တာဖြစ်ပါတယ်ကြိုးစားနေခဲ့တဲ့ဟေးပြိုးဝင်းရလာတဲ့ခွင့်ရတရက်ကိုအကောင်းမွန်ဆုံးသုံးချဖို့အတွက်ကြိုးစားခဲ့တာဖြစ်ပါတယ်တန်ပိုင်နဲ့အပေးယူပြုလုပ်ရင်းနဲ့ဟေးပြိုးဝင်းရဲ့အဆုံးသက်ကတော့ဒီချိန်မှာတော့အနည်းငယ်အားပြော့သွားခဲ့ပြီးတော့ပြန်မဲ့ခံစစ်ကစားမတွေနဲ့ထိပြီးတော့လူရောက်မရောက်ခဲ့ပဲနဲ့ကိုသမားစီပဲရရှိသွားခဲ့တာဖြစ်ပါတယ်။ဒီအောင်တော့မောင်လွင်နေသိန်းနဲ့ပြန်ပြီးတော့တွဲထားပြီနော်။ကျော်မင်းဦးညာချမ်းကိုတင်ပေးထားတယ်။လူချူချူပဲဟိဖြိုးဝင်ချက်ထိန်ထားတယ်။ငင်းငယ်တော့တုံဆိုင်နေလို့စိုးအောင်ပါဖြစ်ပါတယ်။ဟိဖြိုးဝင်ရောင်ပြဖို့ကြိုးစားတယ်။ဒါဖြစ်ဖို့ပြရတယ်ပိတ်လို့ကြိုးစားတယ်။မင်းမိုးအောင်ဖြစ်ပါတယ်။မမထင်ရရှိလာတဲ့အခုရေးကောင်းလို့ပဲစိုးမှာဖြစ်ပါတယ်လက်ရှိပွဲကစားချိန်20နဲ့9မိနစ်အတွင်းမှာရရှိလာတဲ့မာအသင်းရဲ့အပိုင်နိုင်ဆုံးအခုရေးလို့ပဲစိုးမှာဖြစ်ပါတယ်ဒါပေမဲ့ဒီမှာလွင်မိုးအောင်ငငယ်ပေါ်စားတဲ့ကစားပုံတစ်ခုတော့ကျွန်တော်တို့မတွေ့ခဲ့ရတာဖြစ်ပါတယ်ဘမော်ချီလေးကြည်နေတယ်အင်ဖြိုးဝင်းစီပေးတယ်အင်ဖြိုးဝင်းကျော်မင်းဦးကျော်မြောက်ပြီးကြိုးစားတယ်ကျွန်တော်လည်းပြန်ပြီးတော့ရလာသေးတယ်ဦးရလက်ကန်လာတယ်ပါကစ္စတန်ခံစစ်ကိုတော့မကြော်ပြန်ဘူးများမမောင်လွင်ဇော်ဝင်းသိန်းလက်ကန်လာတယ်တကန်တောက်လျှောက်ဆိုသူတို့ငွားသိရဲ့ကစားသမားတွေဘူကန်တင်မှုတွေဇက်တိုက်ပြုလုပ်နေကြတာပဲဖြစ်ပါတယ်ဟိန်ချအောင်ရှင်ပြောမိတာလေဇော်မင်းဦးအေရီယာထဲမှာလက်ကန်ဇော်မင်းဦးရဲ့ကန်ချက်ကတော့ဂိုးပေါင်းနဲ့အတော်ကြီးကိုလွဲချော်သွားခဲ့တာပဲဖြစ်ပါတယ်ရာသီမြပါကစ္စတန်အသင်းပဲအေးရရောမှာပြီးလာပြီကောင်းတိုင်းပြီဒီချိန်မှာလည်းမြန်မာသင်းရဲ့ခံစစ်ကပဲဦးထားခဲ့တာဖြစ်ပါတယ်ကျော်မင်းဦးလေပေးပြီလူပေးမှာဗျာဇုံတင်လိုက်စေတာရာသီမြမြန်မာသင်းပဲဇုံဝင်သိချိန်မှာလူစားဝင်လာတဲ့မိုဟီအက်စလာဇုံဝင်သိကိုတီးတတာပဲနောက်ကနေဆွဲလာခဲ့တာဖြစ်ပါတယ်ဒီချိန်တွေမှာတော့ခွင်းနဲ့တိုင်ကမာတင်ဘက်ကိုတော့ပြည်တော်မောကန်ခွင့်တတ်မှတ်ဖိထားခဲ့တာဖြစ်ပါတယ်။ဒါမှမဟုတ်ပြီးဆုံးဖို့ဒီကက်လာတဲ့နေသားတစ်ခုမှာရလာတဲ့ခွင့်ရတရက်ကိုမြန်မာအသင်းအကောင်းဆုံးသုံးချသွားနိုင်တာစောင့်ကြည့်ရမယ်ဗျာ။မမောင်လွင်မဲ့အတားမှားပြီးတာအေးရတော့ကြားတယ်။ခေါင်းတိုင်ပြန်ချတယ်တဲ့ဒီခေါ်ပြီးနော်တကယ်ကိုခက်ခဲပြီးတော့ရှုပ်ချက်ခဲ့တဲ့နေသားတစ်ခုပါပဲမြန်မာအသင်းဦးဆောင်ကိုရရှိအောင်တော့စွမ်းဆောင်နိုင်ခဲ့ပြီဖြစ်ပါတယ်။ဆိုပိုင်းဘာနဲ့ချက်အနေနဲ့စစ်တော်ရကဂိုးနေခဲ့တာလားအမို့ပိတ်သွင်းလိုက်မှဂိုးသွားတာလားဆိုတော့ကျွန်တော်တို့ရုပ်သက်အနည်းပြကွက်တွေကိုတော့ပြန်ကြည့်ဖို့အတွက်လိုအပ်နေခဲ့တာပဲဖြစ်ပါတယ်ဟုတ်ပါတယ်ဒါပေမဲ့ဘယ်လိုပဲဖြစ်ဖြစ်မြန်မာအသင်းကတော့ဥဆောင်လို့စပြီးတော့ရသွားခဲ့ပြီဖြစ်ပါတယ်ရုပ်သက်အနည်းပြကွက်တွေမှာတော့မမောင်လွင်ရဲ့ပေးပို့မှုကနေတရားထအောင်ရဲ့အကောင့်တိုက်ပေးပို့မှုကနေစိုးမိုးကျော်ရဲ့ပိတ်သွင်းမှုဂိုးတိုင်းထိပြီးတော့ပြန်ထွက်လာတဲ့နေတာတစ်ခုမှာတန်ပိုင်ထပ်ပြီးတော့ဆုံးသက်ခဲ့ပေမဲ့လည်းတန်ပိုင်ဆုံးသက်ခင်ခဲ့တဲ့အပေါ်လုံးကတော့ဂိုးစီးကိုကြော်သွားခဲ့လားဆိုတာကတော့အနည်းငယ်မေးခွန်းထုတ်ဖို့တော့ရှိနေခဲ့တာဖြစ်ပါတယ်နောက်ဆုံးဘလုံးထိလိုက်တဲ့ကစားသမားကတော့တန်ပိုင်လို့ပဲတတ်မှတ်မှာပဲဖြစ်ပါတယ်ဒါပေမဲ့စမိုးကျော်ရဲ့စွမ်းဆောင်ရည်ကလည်းအဓိကကျတဲ့အနေထားမှာလည်းရှိနေခဲ့တာပဲဖြစ်ပါတယ်တရားထအောင်နာကျော်တော့ဘယ်လိုပြန်ပြီးတော့ချပေးရအောင်မောင်လွင်ဘယ်ချမ်းမှာပဲချောင်ပြောက်ကြိုးစားတယ်ဝင်မိုးအောင်လေပြန်တွဲလာတယ်ဒီထဲမှာလူချွေဟိဖြိုးလက်ကန်လာ
ထိတ်ကနေအင်ဖြိုဝင်ရဲ့ကန်ချက်ကောင်းမွန်ခဲ့ပြီဂိုးပေါင်းနေတော့အနေငယ်လွှဲချော်သွားခဲ့တာပဲဖြစ်ပါတယ်ဦးဆောင်ကိုရရှိပြီးတဲ့နောက်ပိုင်းမှာတော့ဒီမှာတင်းရဲ့တိုက်စစ်ကပုံပုံပြီးတော့လှုပ်ဖြစ်လာခဲ့တယ်လို့ပဲဆိုရမှာဖြစ်ပါတယ် အသင်းကောင်းဆောင်မောင်မောင်လွင်ချိန်မှာလဲဘယ်လောက်ထိထပ်ပြီးတော့လှုပ်ပြသွားအောင်လဲကျွန်တော်တို့ထပ်ပြီးတော့စောင့်ကြည့်ရမှာဖြစ်ပါတယ်မောင်မောင်လွင်ပဲလှန်ကန်ပြီဒီချိန်မှာတော့အသင်းဘော်တွေကိုမပံပိုးပေးတော့ပဲသူကိုယ်တိုင်အဆုံးသတ်ခဲ့တာဗျာ မဟာရက်လည်းပြောမြောက်ပေးတာလေမဟုတ်ဘူးကောင်းတိုက်ပြီးတော့ရှင်းထုတ်ထားတယ်မြရထအောင်စတန်တင်မဲ့လက်ကန်လာပြီဘယ်လိုလာပါရဲ့ကန်ချက်တစ်ခုကိုတော့တို့တွေမြင်တွေ့ခဲ့ရတာပဲဖြစ်ပါတယ်ကျွန်တော်မဲ့ရှေ့ရာဟစ်နာဘီဖြစ်ပါတယ်ဒီထဲမှာရရှိလာတဲ့ဘောလုံးကိုရမနဲ့တစ်ချက်ထိပြီးတော့ကိုနောက်ပြန်အနေထားနေပြီးတော့ပတ်ပြီးတော့ကန်သွင်းဖို့အတွက်နာဘီကြိုးစားခဲ့တာပဲဖြစ်ပါတယ်ကန်ချက်ကတော့ကောင်းမွန်ခဲ့တယ်ဆိုပေမဲ့ကိုနေကတော့အနေငယ်ကက်ပြီးတော့လဲဆိုသွားခဲ့တယ်နော်နာကျော်ဘယ်ချီနဲ့မာတင်ပေးရတယ်ဘောလုံးမြောင်းနေတယ်ပြတ်ထအောင်ဒီစတန်နောက်တန်းကဖာစေကောင်းမွန်ဆုံးလူကတာမိုးတစ်ခုကိုတော့ပြုလုပ်ခဲ့တာပဲဖြစ်ပါတယ်ဒီမှာစင်ညီညီအောင်လူပေးရတော့မှားတယ်မြတ်လူသားကတာသမားလက်ကန်လာတယ်ခွင့်ရေးကောင်းရရှိခဲ့တယ်လို့ဆိုရမှာဖြစ်ပေမဲ့သူ့ရဲ့ကန်ချက်ကတော့တော်လေးကိုအားပြော့တယ်လို့ပဲဆိုရမှာဖြစ်ပါတယ် ဒီမှာတင်ပဲဆိုဝင်တဲ့ရာလာဒီမလူလူချွတ်ချွတ်ပဲအဲ့ဒါတော့ပေးလာပြီမှာတင်ပဲလက်ကန်ပြီဒီကြမ်းမှာလူစားဝင်လာခဲ့တဲ့မင်းမော်ဦးသူ့ရဲ့ပုံစံအတိုင်းပဲရလာတဲ့အခွင့်အရေးတရက်ကိုအပိုင်ဆုံးသက်ဖို့အတွက်ကြိုးစားခဲ့တာဖြစ်ပါတယ်ဆိုဝင်တဲ့ပေးဖို့ကနေမင်းမော်ဦးရဲ့အဆုံးသက်ချက်ကောင်းမွန်ခဲ့ပေမဲ့လည်းဒီကောင်နဲ့တက်မှတ်ခဲ့ခြင်းမရှိခဲ့တဲ့အနေအထားတစ်ခုမှာဒီမှာတင်နောက်ထပ်အနိုင်သေးကြသူမဲ့တင်ဖို့ကိုရရှိမဲ့အခွင့်အရေးတရက်နဲ့တော့နစ်နာခဲ့ဗျာဒီချိန်မင်းမော်ဦးရဲ့ပြန်ချက်ကိုပေါင်းနဲ့တထော့ကိုနီးစပ်ခဲ့တာဖြစ်ပါတယ်မိနစ်80ကိုကျော်လွန်လာတဲ့အနေအထားတစ်ခုမှာတော့မြန်မာအသင်းကပထမပိုင်းမှာရရှိခဲ့တဲ့တန်းပိုင်ရဲ့တင်ဖို့တကိုးနဲ့အတူပြိုင်ပွဲအသင်းကိုတော့အကောင်းဆုံးဆက်ပြီးတော့ဦးဆောင်ထားနိုင်သေးလို့ပဲပြောရမှာဖြစ်ပါတယ်ဝင်နိုင်ထွန်းတိုက်နေတဲ့ကြားပေါ်မှာမြန်မာအသင်းကလူစစ်တို့ပဲဝင်နိုင်ထွန်းပြန်ထွက်လာတဲ့မမောင်နဲ့ချက်ပိုက်ပြီတကယ်တော့အကောင်းဆုံးရလာတဲ့အခွင့်အရေးတရက်လို့ပဲပြောရမှာဖြစ်ပါတယ်တိုက်စစ်ကဝင်းနိုင်ထွန်းဘုသမားနဲ့တယောက်ချင်းရင်ဆိုင်ရတဲ့အနေအထားတစ်ခုမှာဒီချင်းတွေကိုသွင်းဖို့တစ်ခုဖြစ်တော့ပြောင်းလဲနိုင်ခဲ့ခြင်းမရှိခဲ့လို့ထပ်ပြီးတော့ရလာတဲ့အခွင့်အရေးကိုလည်းအသင်းကောင်းဆောင်မောင်မောင်လေးအဆုံးသတ်ရမှာကိုပေါင်းနဲ့တက်မှတ်ခဲ့ကျွန်တော်မရှိခဲ့တာဖြစ်ပါတယ်ကိုမြတ်ဖုံးရဲ့တကယ်ကိုစိတ်လုံရှားဖို့ကောင်းတဲ့အခိုက်အတန့်တစ်ခုကိုကျွန်တော်ထပ်ပြီးတော့မြင်ခဲ့ရပြီမြတ် ဇာန်ကသားမအလီဟိုက်ဒါမောင်လေးကိုဖျက်ချော်လာခဲ့ရမြတ်ဒီဟိုက်ဒါပဲတစ်ချက်ပြန်ခောက်လာသေးတယ်သူကန်ပို့ပြီးတာပြေဦးကျော်လာရှိလာတဲ့ခွေးကိုတော့ဟာရက်တုံးချနိုင်ခဲ့ခြင်းတော့မရှိဘူးခင်ဗျာဇာန်ကသားမအလီဟိုက်ဒါရဲ့ပေးဖို့ဘဝတော်တော်လေးကိုကောင်းမွန်ခဲ့ပြီးတော့ကျွန်တော်နဲ့ဟာစေပေးဖို့ကြိုးစားမှာတော့အနေငယ်အနေချက်တွေများသွားခဲ့တာပဲဖြစ်ပါလိမ့်ဒီလိုဆိုတော့ဝင်နိုင်ထွန်းနဲ့ထွက်လာခဲ့မြဘယ်တဲမှာလို့မင်းမောင်ဦးကြီးရှိနေမြမင်းမောင်ဦးပဲတက်ခောက်လာပြီးမင်းမောင်ဦးချင်းချင်းနဲ့မင်းမောင်ဦးပဲလဲလာတယ်လက်ကန်လာတယ်ဒီစကန်တဲ့ညီလို့မောင်မောင်လေးတက်ကန်လာပြီဒီမှာအဂျေဘတ်ထုတ်ပြီးတော့ကာဝေထားလာပဲဖြစ်ပါလိမ့်မာတင်ရဲ့စတိုက်ဆိုလိုကိုပေါ့ချိန်ချောက်မှုတွေကိုကျွန်တော်တို့မြင်တွေ့ခဲ့ရတာပဲဖြစ်ပါလိမ့်ဝင်နိုင်ထွန်းမင်းမော်ဦးစာရှိရဲ့ကစားသမားဦးရဲ့တွဲဆက်ကနေတစင်းမာတင်နောက်တစ်ချိန်ဦးဆောင်ကိုရရှိဖို့အတွက်နှီးစပ်ခဲ့တာပဲဖြစ်ပါတယ်ဒီကန်ချက်ကလည်းကောင်းခဲ့ပြီးတော့ EJ ဘက်ရဲ့လက်စွမ်းကလည်းဒီမှာတော့ကောင်းမွန်ဆုံးအနေထားမှာတော့ရောက်ရှိနေခဲ့တာပဲဖြစ်ပါတယ်ပါကစ္စတန်တင်ပဲလက်ကန်ပြီဒုတိယပိုင်းပြီးဆုံးဖို့အနီးကပ်လာတဲ့အနေအထားတစ်ခုမှာခြေပါကိုရရှိသွားနိုင်တဲ့အကောင်းဆုံးခွင့်ရတစ်ခုကိုပါကစ္စတန်အသင်းရရှိခဲ့တာလည်းဖြစ်ပါတယ်ရှိလာတဲ့ပြည်တော်အခွင့်အရေးကိုတော့မောင်မောင်လွင်ပဲကံမှာဖြစ်ပါတယ်မောင်မောင်လွင်ဒီလက်ကန်လာတယ်ဒီမှာအဂျေဘတ်ပုတ်ထုတ်ပြီးတော့ကာကွယ်ထားတာပဲဖြစ်ပါတယ်ဒီချိန်တက်ကန်ခဲ့ရမှာတော့ဘလုံးဘောဖြစ်ပဲသုံးသက်သွားခဲ့တယ်special ကံပို့ပြီးတာတွေမာတင်ကခေါင်းတွေနော်မင်းမော်ဦးဆိုနာနဲ့ကက်နေထားခဲ့တယ်အားလုံးပါလာရှင်ပြည်တယ်များမြတ်ချုပ်ပစင်ကန်ဒီစနစ်တွေတွင်းမှာပဲမာတင်နဲ့ပါကစ္စတန်အသင်းတွေရဲ့ပွဲသားတွေမြစ်90ကပြီးဆုံးသွားခဲ့ပြီဖြစ်ပါတယ်ဒီ
ဒီပြီးဆုံးသွားတဲ့အချိန်မှာတော့ဘောလေးဒီအသင်းကပါကစ္စတန်အသင်းကိုတကူကူပြီးဆိုတဲ့ဇာလန်နဲ့အနိုင်ရရှိသွားပါတယ်ဆိုတဲ့အကြောင်းစေကန်တစ်ဆက်နေနေပဲကျွန်တော်ရဲ့တိုက်အထုတ်နဲ့တစ်ဆက်နေမှုကိုဒီမှာပဲရန်တာဝင်ပြီးပါခင်ဗျာအပင်ကြည့်ရှုခဲ့ကြတဲ့ပြည်သက်တယောက်စီစီတိုင်းကိုကျေးဇူးအထူးပဲတင်ရှိပါတယ်ခင်ဗျာ